ဒီမျိုးသီးကလက်ကန်ခွန်အတွင်းဘက်မှာဖျောင်းဆက်တွေချပြီးတော့စိန်လုံးတွေကိုကတ်ထားကခိုးယူသွားဖို့ကြံစီခဲ့ပါတယ်။ဒါပေမဲ့ဘန်ကနေလွမြောက်ခံနေချိန်တွေမှာပဲစိန်ကလုံးကပြုတ်ကျသွားခဲ့တာကြောင့်အမျိုးသမီးဟာအဖမ်းခံလိုက်ရပါတယ်။တကယ်တော့သူ့ရဲ့တွဲဘက်ကိုအချိန်ရစေဖို့အတွက်ဒီလိုဖြစ်အောင်တမင်တကာစီစဉ်ထားရဲဆိုတာကိုတော့လုံခြုံရေးတွေကမသိကြပါဘူး။အဲလိုလုံခြုံရေးတွေအလုံးရှုံနေတော့မှအမျိုးသားတယောက်ကအခန်းတစ်ခုတည်းတန်ရှင်းသမားဟန်ဆောင်ပြီးဝင်ရောက်လာခဲ့ပါတယ်။ CCTV ကိုတေးတာစောင့်ကြည့်ပြီးတော့တစ်ချက်အလှည့်ပါပဲ။စိန်နေထားတဲ့ဗန်တိုင်းစီကိုအမြန်သွားက CCTV ပြန်မလှည့်လာခင်10စက္ကန့်အတွင်းတကားရအောင်ဖွင့်ခဲ့ပါတယ်။ဗန်တိုင်းထဲမှာတော့တန်ချိန်ပေါင်းများစွာရှိတဲ့စိန်တွေရှိပါတယ်။မျိုးသားကလည်းချိန်ဆွဲမနေပဲစိန်တွေကိုအမိုက်ပုံးနဲ့ထည့်ပြီးတော့ဘေးစင်ကနေတစ်ဆင့်အသင်းလုံထားတဲ့ပိုက်လိုင်းကနေဗန်ရဲ့အပြင်ဘက်ကိုရောက်အောင်ထုတ်လိုက်နိုင်ပါတယ်။အမျိုးသားကအဆောက်တွေကိုရောတာဝန်ရှိသူတွေကိုပါအေးစစ်စစ်ပဲနှုတ်ဆက်ပြီးထွက်ခွာသွားပေမဲ့ဘယ်သူမှဒီတန်ရှင်းလုပ်တဲ့ဦးလေးကြီးကစိန်တွေခိုးသွားမယ်လို့မထင်ခဲ့ပါဘူး။နောက်ဆုံးမှာဗန်တိုင်းကြီးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအားလုံးရှော့ရစေတဲ့မြင်ကွင်းကြီးကစောက်ကြုံနေခဲ့ပါတယ်။အဲ့ဒါကတော့စတီးကွိုင်လို့ဒေတာကြံခဲ့ပြီးစိန်ဆိုလို့တမုံတစားလေးတော့မကျင်ရတော့တာပါပဲလူတိုင်းမချင်ပဲထားတဲ့ပုံကြီးကပဲနောက်ဆုံးမှစိန်တွေကိုကွက်ချပြီးရောက်အောင်ခိုးယူပြသွားခဲ့ကြပါတယ်ဒါကြောင့်ဘွားသင်ခန်းစာအနေနဲ့ကတော့တစ်ခါလေကြာရင်ချိန်မထားတဲ့သူကပဲကိုနောက်ကျော်ကိုဓာတ်နဲ့ထိုးတက်တာမျိုးဖြစ်ကြပါတယ်